မိမဒီနေ့ဘာမှချက်မနေနဲ့တော့ဝယ်စားလိုက်ဘာဖြစ်လို့လဲဘယ်သွားစရာရှိလို့လဲဟင်းချက်တာဘယ်တော့မှမကြပါဘူးခဏလေးရအောင်ပစ္စည်းတွေသိမ်းစရာရှိလို့မချက်ခိုင်းတော့တာငါတို့မနှက်ပြန်တခြားနေကိုပြောင်းအောင်ကျမတို့ဒီကိုပြောင်းလာတာဘယ်တော့မှမကြသေးဘူးအိမ်မှာသာသိမ်းစရာရှိတဲ့ပစ္စည်းတွေနိုင်တော့သိမ်းပြီးထုတ်ပိုးထားလိုက်နော်ကျန်တဲ့ပစ္စည်းတွေတော့ငါတပည့်တွေကိုသိမ်းခံပြီးကားနဲ့ပို့ခိုင်းလိုက်ကိုသိန်းဟန်ရှင်တကယ်ပြောနေရလားမင်းကငါနောက်နေရထင်လို့လားဟမ်ဟောသိမ်းစရာရှိရတော့သိမ်းလို့ဘာသိမ်းစရာရှိရတော့သိမ်း